表ရွှေမှုအတွက်ကြောပူရင်ပူမနေမနာအတမတက်ခါချမ်းချမ်းလူမနေမနာဖွင့်ရှာကနောက်ကိုရင်မဝလူမထွက်ရင်မဲချီနေဝမ်းသာကုန်ယူမဆုံးကိုရင်ရဟန်းများသာသနာတာဝန်ထမ်းဆောင်ရင်အထက်တန်းမှာပျော်ရွှင်မှုအတွက်ကြောပူရင်ပူမနေမနာအတမတက်ခါချမ်းချမ်းလူမနေမနာဖွင့်ရှာတောက်ကိုရင်မဝလူမထွက်ရင်မဲချီနေဝမ်းသာကုန်ယူမဆုံးသာသနာတော်အတွင်းရှိတွေပရိယတ်ကြီးရေတောင်းလေးကိုရှီလောင်းပေါင်းတင်မှုရာရွာဦးချမ်းဆရာတော်နဲ့မိဘဘိုးဘွားဆွေမျိုးသားချင်းရွာသူရွာသားလုံးကကိုရင်လေးရှိတဲ့နေရှာသမျှတွေကပြီးစက်ခါမြို့ဝကိုပညာသင်ပုတ်ပြီးလို့မနေဦးတဲ့ကျေးဇူးရှင်များပင်ဖြစ်ပြီးကျော်ရွာကဆရာတော်နဲ့မြို့စာတင်တိုင်းမှာဆရာတော်များမှာတပြည့်ကိုဆရာချက်တော်ဖို့စုပေးတယ်ပေးကရင်ရရင်အိမ်မှာပြီးလို့ကိုရင်သားလာပညာတော်၍ဝဲတော်မဟာဂုံလူနဲ့ရခဲ့တာမိဘဆရာများမှာပြီးတိဝမ်းသာဖြစ်ကညင်ရီဝဲလို့တရွာလုံးပြောအပါအပြောတကားပြောကိုယ်တော်ရင်းနဲ့ပျော်ရွှင်ကြနေတာသာသနာတော်တွင်ရှိတဲ့ပရိယတ်ကြီးရေတောင်းလေးကိုရှီလောင်းပေါင်းတင်မှုရာရွာဦးချောင်းဆရာတော်နဲ့မိဘဘိုးဘွားဆွေမျိုးသားချင်းရွာသူရွာသားလုံးကကိုရင်လေးရှိတဲ့နေရှာသမျှတွေကပြီးဆက်ခါမြို့ကိုပညာသင်ကိုပြီးလို့မနေဦးတဲ့ကျေးဇူးရှင်များပင်ချစ်ပြီးကျော်ရွာကဆရာတော်နဲ့မြို့စာတင်တိုင်းမှာဆရာတော်များမှာတပည့်ကိုဆရာထက်တော်ဖို့စုပေးတယ်ပေးတာရင်ညာရင်လိမ္မာပင်လို့ကိုရင်သားလာပညာတော်၍ဝဲတော်မဟာဂုံလူနဲ့ရခဲ့တာမိဘဆရာများမှာပြီးတင်ဝမ်းသာချစ်ခံညင်ရီဝဲတရားတော်ပြောသူရွာကကိုရင်ဟန်ပူဇော်ကုန်မြူပွဲချေပါလို့လားဓမ္မပူဇာအပေါ်မှာဗုဒ္ဓတန်ခါပူဇာအပါအပြောတကားပြောကိုယ်ရင်းနဲ့ပျော်ရွှင်ကြနေတာ
ဒီမင်းသားစီတာဒီရညာဘာကိုဤဘာကိုဤဒီရနေကိုညာနိဗ္ဗာန်တသစ္စယောအတုအရှင်မြတ်ဗျာယနေ့ယခုပြုစုအားထုတ်ရသောဒါနကောင်းမှုစောင့်ကြည့်ရသောသီလကောင်းမှုကုသိုလ်ကောင်းမှုအစွတ်စွတ်၏အာတော်လေးကကိုရမှန်သောယနေ့မှာဤရရာရကြောင်းရောက်ရရောက်ကြောင်းအာကောင်းသောအထောက်ကသည်ဘုရားမသွေဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်ဤဘုရားကကိုမိဘဘုရားဆရာသမားများကိုဥထား၍ကိုယ်ဆောင်တဲ့ကိုယ်ဆောင်တဲ့ကောင်းဆောင်တဲ့မိဘဆောင်တဲ့ရိုးရာဆောင်တဲ့ဘောတော်ဆောင်တဲ့အာရဏရောဆောင်တဲ့စရှိသောအကောင်းတဲ့မြတ်နာလုံးတို့ပါတော့နတ်တို့တဲ့တရားနဲ့ရဲတဲ့ဓမ္မတရားတော်ဘုရားတဲ့ကိုကျင့်ရလို့တော့ဝိနည်းယဒုက္ခိတဒုက္ခိတတတ္တဝါဘောဓဝါလောအမြတ်ဧဝေငါပါကိုဤကုသိုလ်ပြုလို့ကျွမ်းလို့နဲ့သံဃုထမြတ်ကြာရ၍ကိုယ်စိတ်တရားကျမ်းပါကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေတော်အာလောဇာယနေယအညာအညာအညာယောပုရဘာဘောအာတိအာတိအာတိအာလောဇာယနေယအညာအညာအညာယောဒီပုံဆိုတာဒီပုံနဲ့အဲ့ဒါတရားသူတော်ရဲ့တတ်တာတော့အကောင်းတဲ့ဘူးကဟုတ်ကလားဒါကြောင့်တရားဆိုရင်လက်နဲ့တရားဆိုပြောတယ်အဲ့အဝကမတကတာသမဏေကြီးညာငါတို့ဆိုလည်းပဲလားဥဒ္ဒနာကိုသိရမယ်ဒါသိဒီလိုလိုမြင့်မြတ်တာတော့အဲ့ဒါကောင်းတာလို့ဒီလိုကောင်းတဲ့သူတွေဒါကြည့်လို့